ရေစရာကောင်းလာအောင်လင်ကောက်ပြီးပုံမှန်ပြန်နေတဲ့ဒီတပ်တူချောင်းလေးဟာတကယ်တော့မြေအောက်မီတာ2000ကျော်အနက်ကရေနံစိမ်းတွေကိုမြေပြင်ပေါ်ကိုအားပြင်းပြင်းနဲ့ဆွဲတင်ပေးနိုင်တဲ့ super straw တစ်ခုပဲဖြစ်ပါတယ်။သူ့ကိုဝက်ဦးရစ်ပန်းလို့ခေါ်ပြီးစက်မှုဒီဇိုင်းလောကရဲ့စစ်မှန်လက်ရမြောင်ပစ္စည်းတစ်ခုပါ။သူကအလဲဘာဟုတ်တဲ့ကနေလဲပတ်နေတာမျိုးမဟုတ်ပါဘူး။အဲ့ဒီအစားလျှက်စစ်တဲလိုက်နေသလိုမျိုးဘေးဘက်ကိုရင်းရိုက်ပြီးလဲပတ်နေတာဖြစ်ပါတယ်။အပြင်ဘက်ပိုက်လုံးကို stator လို့ခေါ်ပြီးအတွင်းဘက်ကအထူးပြုလုပ်ထားတဲ့ရာပါတွေနဲ့အန်ကွက်ထားပါတယ်။အတွင်းဘက်က line တွင်းပုံစံလဲပတ်နေတဲ့ဝင်းရိုးကိုတော့ rotor လို့ခေါ်ပါတယ်။မော်တာက rotor ကို stator ထဲမှာရင်းရိုင်လဲပတ်စေတဲ့အခါသက်တုနဲ့ရာပါကအန်ကိုက်ထွတ်ထွားပြီးလုံခြုံတဲ့အခန်းငယ်လေးတွေအစီအီဖြစ်ပေါ်လာပါတယ်။ rotor လဲပတ်တဲ့အခါဒီအခန်းငယ်လေးတွေကလက်ဆင့်ကမ်းပြေးခွဲတစ်ခုလိုအလုပ်လုပ်ပါတယ်။မြေအောက်မီတာ2000အနက်ကပိချွဲနေတဲ့ရေနံစိမ်းတွေကိုနေရာဖက်ရှောက်ဝင်ရောက်တဲ့ positive displacement နေရာရာကိုအသုံးပြုပြီးတပိုင်းချင်းစီအပေါ်ရမြေပြင်အထိရောက်အောင်ညှစ်ထုတ်ပေးတာဖြစ်ပါတယ်။ဒီလိုလှုပ်ဆောင်တာကလီပိတ်ဆိုခြင်းကိုကင်းဝေးစေတော့မှမကသူ့ရဲ့စုယူနိုင်စွမ်းကလည်းအန်အောစရာကောင်းလောက်အောင်ပြင်းထန်လာပါတယ်